င်္ဂလာပါခင်ဗျာကျွန်တော်ဒီဗီဒီယိုမှာကတော့ပေါ့နော်ဒီ animation ကိုလေ့လာတဲ့အခါမှာကွန်ပျူတာအခြေခံမရှိသေးတဲ့လူတွေပဲကိုကျွန်တော်ပြောပြချင်တာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ဒီ animation ပညာရပ်တွေပြောရမယ်ဆိုလို့ရှိရင်တော့ကွန်ပျူတာနဲ့ဒီလုပ်ငန်းလုပ်တဲ့ career တွေထဲမှာပေါ့နော်ဒါအဆင့်မြင့်တဲ့ career တစ်ခုအနေနဲ့ကျွန်တော်တက်မှတ်လို့ရပါတယ်ပေါ့နော်ဒီ knowledge အနေနဲ့ကျွန်တော်ပြောမှဆိုဒီကွန်ပျူတာနဲ့လုပ်တဲ့ဒီလုပ်ငန်းတွေပေါ့နော်ဒီမြန်မာနိုင်ငံမှာဆိုလို့ရှိရင်ကျွန်တော်ဒီ animation တွေရှိတယ်ပြီးတော့ကျွန်တော်တို့ဒီ programming တွေရှိတယ်ပေါ့နော်ကျွန်တော် engineer နဲ့ပတ်သက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီဆောက်လုပ်ရေး design ဆွဲရတော့ပေါ့နော်အဲ့ဒီဟာတွေရှိတယ်အများကြီးပဲပေါ့နော်ဒီကွန်ပျူတာနဲ့လုပ်ရတဲ့ဒီ career တွေအများကြီးပဲပေါ့နော်အဲ့ဒီထဲမှာကျွန်တော်ဒီ animation ပညာရပ်တွေလည်းပါဝင်တယ်ပေါ့ဆိုတော့ကျွန်တော်ပြောချင်တာကဒီ animation ပညာရပ်ကိုလေ့လာတဲ့အခါမှာကျွန်တော်ကွန်ပျူတာအခြေခံရှိဖို့လိုအပ်တယ်ပေါ့နော်ကွန်ပျူတာနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တည်တင်ထိထားတဲ့ knowledge တွေလေ့လာမှာဖြစ်ပါတယ်ဆိုတော့အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီ YouTube channel ပေါ့နော်ကျွန်တော်ရဲ့ blog မှာကျွန်တော်ပြန်ပြီးတော့ share လုပ်ပေးပေါ့နော်ပြန်ပြီးတော့မျှဝေပေးသွားမယ်ပေါ့ဆိုတော့ကျွန်တော်ပြောချင်တာကဒီအခုပေါ့နော်ကျွန်တော်တို့ဒီဖွင့်လှစ်ထားတဲ့ animation တင်တဲ့ဒီကွန်ပျူတာအခြေခံမရှိဘူးဆိုလို့ရှိရင်တော့တော်တော်လေးခက်ခဲအောင်ပဲပေါ့နော်ဆိုတော့အကြံပြုချင်တာကတော့ဒီကွန်ပျူတာအခြေခံကိုလည်းလေ့လာပေါ့နော်ကျွန်တော်အခုတင်ပေးတဲ့ဒီ animation software တွေ install ဘယ်လိုလုပ်ရမလဲပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်တော့သင်ခန်းစာတွေဘယ်လိုလေ့လာရမလဲဆိုတဲ့ဟာတွေကကျွန်တော်ဒီအားလုံးကိုကျွန်တော်ပေးထားပါတယ်ခင်ဗျဆိုတော့တချို့ကပေါ့နော်ကျွန်တော်ပေးတဲ့ဒီ download link ပေါ့နော်ဒီ download link ကိုဝင်ပြီးသွားပြီဆိုရင်ဘယ်လိုမျိုး download ရမလဲဆိုတဲ့ဟာထောက်မှအဲ့လောက်ထိကျွန်တော်မတိဘူးဖြစ်နေတယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာလေးတွေကကျွန်တော်တိမှဖြစ်တယ်ပေါ့တိရမှဖြစ်တယ်ပေါ့နော်မတိသေးဘူးဆိုရင်တိအောင်လုပ်မှဖြစ်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကကိုကနေပြီးတော့ဒီလုပ်ငန်းနဲ့ပေါ့နော်ဒီ career တစ်ခုအနေနဲ့တက်မွေးဝမ်းကြောင်းပြုမယ်ဆိုလို့ရှိရင်ဒါအခြေခံတော့ကျွန်တော်တို့ကလုံးဝကိုတိမှအဆင်ပြေမှာဖြစ်ပါတယ်အဲ့ဒါမှလည်းကျွန်တော်တို့ general subject တွေပေါ့နော်ဒီမှာဒီ animation မှမဟုတ်ပေါ့နော် general ဒီ programming ဘိုင်းတွေ design ဘိုင်းတွေဒီအစားရှိတဲ့ပြပေါ့ကျွန်တော်အများကြီးပဲပေါ့နော်အဲ့ဒီဟာတွေကိုကျွန်တော်လေ့လာနိုင်မှာဖြစ်ပါတယ်အလွယ်တကူပေါ့နော်မဟုတ်တော့ကျွန်တော်တို့ကခက်ခဲနေအောင်မှာပဲဖြစ်ပါတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်ပြောချင်တာကပေါ့နော်ကျွန်တော်အခုဖွင့်ထားတဲ့တင်တန်းဒီ animation တင်တန်းဖြစ်တယ်ပေါ့ဆိုတော့ကျွန်တော်ကဒီ animation ကိုဦးစားပေးပြီးတော့ပဲကျွန်တော်ကဒီ priority အနေနဲ့တင်ပေးမယ်ပေါ့နော်ကျန်တဲ့ဟာတွေကတော့ကျွန်တော်ဒီလိုအပ်တဲ့လောက်ပဲကျွန်တော်ပြန်ပြီးတော့မျှဝေပေးတာဖြစ်ပါတယ်ဆိုတော့ဒီနားလည်မှုလွဲမှာဆိုလို့ပေါ့နော်ဒီ animation တင်တန်းဖွင့်တယ်ကျွန်တော်ပုံမှန်ဆွဲတတ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဆွဲတဲ့အောင်လေ့ကျင့်မှာဖြစ်ပါတယ်ကျွန်တော်ဒီပုံမှန်ဆွဲတဲ့သူတွေအတွက်ကိုဒီကျွန်တော်ပြောထားတယ်လို့ပဲပေါ့နော်ဒီ internet ကနေရှာပြီးတော့ထပ်ဆွဲတာပဲဖြစ်ဖြစ်သူတို့ပုံတွေကိုယူတုံးပြီးတော့ဖြည့်ညက်ကလောက်တာပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒီဟာလေးတွေကကျွန်တော်တို့စူးစမ်းအားထုတ်ရမှာဖြစ်ပါတယ်နောက်တစ်ခုကပေါ့နော်ကျွန်တော်တို့ဒီ animation လေ့လာတယ်ပုံမှန်ဆွဲတတ်ဘူးဆိုရင်ကျွန်တော်တို့ကဒီစိတ်သက်ကြဆရာမလို့ပေါ့နော်ကိုကလုံးမယ်လို့ဆုံးဖြတ်ထားပြီဆိုရင်ဒါလေ့လာရမယ်ဟာတွေဖြစ်တဲ့အတွက်ပေါ့ဆိုတော့ကျွန်တော်တို့ကဒီ animation ပညာရပ်နဲ့အတက်မိုးဝမ်းကြောင်းပြုတ်မယ်ဒီလုပ်ငန်းကိုလုပ်ကိုင်မယ်ဒီဟာနဲ့ပေါ့နော်ကျွန်တော်တို့ဒီတချို့ဆိုလို့ရွယ်ချက်ချင်းတော့ကွာတာပေါ့ဗျာတချို့ဆိုလို့ရှိရင်ဒါ YouTube channel ထောင်မယ်ကာတွန်းဇာတ်လမ်းတွေဖန်တီးမယ်အခုကိုယ်တိုင်ဇာတ်လမ်းတွေရေးမယ်YouTube မှာတင်မယ်ပတ်စံရှာမယ်တချို့ကလည်းအဲ့လိုပေါ့ agency ကုမ္ပဏီတွေမှာလုပ်ချင်တဲ့သူတွေလည်းရှိတယ်တချို့ကြောင့်လည်းဝါဒနာအရာလုပ်ကြည့်ကြတဲ့သူတွေလည်းရှိတယ်ပေါ့နော်အမျိုးမျိုးပေါ့ဒီဝါဒနာအမျိုးမျိုးဒီပုံစံအမျိုးမျိုးနဲ့ကျွန်တော်တို့ကဒါဒီ lane ကို join ကြရပေါ့အဲ့ဒီထဲမှာဒါ URL ပေါ့ကွဲ URL ပုံမူတည်ပြီးတော့ဒီလေ့လာရမယ့်ဘာရက်တွေကကွဲသွားတယ်ပေါ့နော်ဒီကျွန်တော်တို့ YouTube channel မှာဒီ animation cartoon ဇာတ်လမ်းတွေတင်ပြီးတော့ပတ်စံရှာမယ်ဆိုလို့ရှိရင်ကျွန်တော် animation ပညာရဲ့တစ်ခုတည်းကိုလေ့လာရုံနဲ့မရတော့ဘူးပေါ့နော်ကျွန်တော်လေ့လာမှအများကြီးရှိသွားတယ်ပေါ့ဒီမှာပုံဆွဲနည်းတွေဇာတ်လမ်းရေးနည်းတွေပြီးတော့ editing ဘိုင်းတွေအစရှိတဲ့ပြီပေါ့အများကြီးလေ့လာမှဖြစ်ပါတယ်ပေါ့နော်ဆိုတော့ animation ပညာရဲ့ကိုပဲစိတ်ဝင်စား animation ပဲလုပ်မယ်ဆိုတော့ဒီအတွက်ကိုလည်းကျွန်တော်တို့ဒီလုပ်ငန်းမှာပေါ့နော်ကျွန်တော်တို့အခုလက်ရှိလုပ်နေတဲ့ဒီ MMSA ဒီ production မှာပေါ့နော်အချိန်မရွေးလာပြီး join လုပ်ရအောင်တင်တန်းပြီးဆုံးသွားတယ်ပေါ့ဒီ animation course တွေပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ MMSA programming မှာပေါ့နော်အချိန်မရွေးလာပြီး join လုပ်ရတယ်ပေါ့နော်ဒါကတော့ကျွန်တော်ဒီထက်ခါကျွန်တော်ပြန်ပြောပြရပေါ့နော်တချို့ဒီတင်တန်းသူတင်တန်းလားအတစ်တွေမတိသေးတဲ့သူတွေအတွက်ပေါ့နော်တင်တန်းဟောင်းတွေဆိုတော့ကျွန်တော်တီဗီတာဖြစ်တယ်ပေါ့နောက်တစ်ခုအရေးကြီးတဲ့ဟာပြောချင်တယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့အခုကျွန်တော်တို့ဒီတင်တန်းပေါ့နော်ကျွန်တော်ဘယ်တင်တန်းမှဖြစ်ဖြစ်ပေါ့နော်အားလုံးဒီ guideline တစ်ခုအနေနဲ့ပဲရှိတယ်ပေါ့နော်ဖြစ်တယ်ပေါ့လေ့လာအားထုတ်မှုကိုယ့်ရဲ့လေ့လာအားထုတ်မှုပုံမူတည်ပြီးတော့ကျွန်တော်တို့ကဒီကျွမ်းကျင်မှု scale ကတော့ level လိုက်ကွာသွားမယ်ပေါ့ကျွန်တော်ထားပါဗျာကျွန်တော်တို့ဒီတင်တန်းသူတင်တန်းသား9ယောက်10ယောက်မှာ10ယောက်ရှိတယ်ပေါ့နော်ဒါ10ယောက်မှာလေ့လာပုံချင်းကွာတယ်ပြီးတော့စူးစမ်းအားထုတ်မှုချင်းကွာတယ်အဲ့ဒီအခြေအနေပုံမူတည်ပြီးတော့တချို့တော်ရဲလူအရန်တော်ရတယ်ပေါ့နော်တချို့အဲ့လိုပေါ့ဒီတဝက်တစ်ပြက်နဲ့ဟိုဆက်မလေ့လာတော့ဘဲနဲ့ပေါ့နော်ဒီကယ်ရီယာပြောင်းသွားတဲ့ဟာတွေလည်းရှိတယ်ပေါ့ဒါကတော့ကိုယ့်ရဲ့ပုံမှန်မူတည်ပေါ့နော်ကိုယ့်ရဲ့စူးစမ်းအားထုတ်မှုပုံမှန်မူတည်လို့ကျွန်တော်ပြောချင်တာဖြစ်ပါတယ်ဘယ်တင်တန်းမှဖြစ်ဖြစ်ပေါ့နော်ဒါတင်တန်းဖွင့်ကြရဆိုလို့ရှိရင်ဒါခံလန်းအတစ်ခုနေတယ်ပဲကျွန်တော်တို့ချပြလို့ထားတယ်ပေါ့
တင်ပေးလို့ရတယ်တင်မလားဒီလိုလို့ animation technique တွေကျွန်တော်တို့ပြောပြရတယ်ဘယ်လိုလုပ်ရတယ်ပေါ့နော် software ဘယ်လိုသုံးရတယ်အစားရှိတဲ့ပြင်ပေါ့ဗျဒီ technique ပိုင်းဆိုင်ရာကျွန်တော်တို့ကဘယ်လိုလုပ်ဆိုတဲ့ဟာကိုပဲကျွန်တော်တို့ကချပြလို့ရတာဖြစ်ပါတယ်ကျွမ်းကျင်မှုကတော့ကိုယ်တိုင်လုပ်ယူမှာပဲကိုယ်တိုင်စူးစမ်းအားထုတ်မှာပဲကျွန်တော်တို့ကဒါရှေ့ဆက်သွားလို့ရမှာကျွန်တော်ဟိုပုံမြင်တစ်ပုဒ်ပြောပြချင်တယ်ပေါ့နော်ကျွန်တော်ပြောတာမားချင်တယ်မားမယ်ပေါ့အဲ့ဒီပုံမြင်ကဟိုအားလုံးတော့ကြားဘူးမှာပေါ့နော်ငပြောလေးကျွေးတယ်ပေါ့ဒီငပြောလေးစားမလားဆိုတော့တယောက်ကအခွန်နွားပြီးသားလားပေါ့နော်အဲ့လိုမျိုးမဖြစ်စေနဲ့ပေါ့ဆိုတော့ဟိုကျွန်တော်တို့ကဒါပေးလိုက်တယ်မဟုတ်ပေးလိုက်တဲ့ဟာကိုစားသုံးမှုအတွက်ဆိုကျွန်တော်တို့ဒီပညာရနဲ့ပြောမယ်ဆိုတော့တက်မြောက်တက်ကျွမ်းမှုအတွက်ပေါ့နော်ကျွမ်းကျင်မှုအတွက်ကတော့ကိုယ်တိုင်အားထုတ်မှာပဲရမှာလေဟိုဘယ်သူမှတော့ပေါ့နော်အဲ့လောက်ထိကျွန်တော်တို့ကဒီပညာရက်တွေကိုအတင်းတစုထိုးအဲ့လိုပေးလို့လည်းမရဘူးပေါ့နော်လက်ခံတဲ့သူကလည်းလက်ခံနိုင်မှပေးတဲ့သူကလည်းပေးနိုင်တာဖြစ်ပါတယ်ကျွန်တော်တို့ကဘလောက်ပဲပေးပေါ့နော်ဘလောက်ပဲမျှဝေအဲ့လိုလက်မခံနိုင်တဲ့သူဆိုတော့ကျွန်တော်တို့ဒါအလက်ကားပဲပေါ့နော်အလက်ကားဖြစ်သွားမယ်ပေါ့အဲ့ဒီဟာလေးတခုလည်းကျွန်တော်မှာကျင်ပါတယ်ခင်ဗျဆိုတော့ကျွန်တော်ပြောချင်တာကပေါ့နော်ကျွန်တော်ဒီတင်တန်းမှာကျွန်တော်ကနေပြောတာ animation နဲ့ပတ်သက်ပြီးတော့ပေါ့နော်တကယ်လုံးဝပဲကျွန်တော်ဒီခုလက်ရှိလုပ်ငန်းမှာလုပ်နေတဲ့ဟာတွေကျွန်တော်ကဒီ fitter ပေါ့နော်ဒီဆွဲထုတ်ပြီးတော့စစ်ထုတ်ပြီးတော့ကျွန်တော်ကတင်ပေးထားတာဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုကကျွန်တော်တို့ဒီပညာရက်ကိုလေ့လာတဲ့အခါမှာကျတော့ဒီပညာတစ်ခုတည်းနဲ့ကျွန်တော်တို့ကအဆင်မပြေဘူးပေါ့နော်ပြီးတော့2လ3လတည်းနဲ့လေ့လာလိုက်လို့ပေါ့နော်ဒီလုံးဝ professional ဖြစ်သွားတဲ့ဒီဘယ်ပညာရမှမရှိဘူးပေါ့နော်ဘယ်ပညာရမှဆိုတော့ကျွန်တော်တို့ကအချိန်အများကြီးပြည့်ဆက်ရတာဖြစ်ပါတယ်ကိုယ့်ရဲ့လေ့လာအားထုတ်မှုပေါ်မူတည်ပြီးတော့ပေါ့နော်ကျွန်တော်နှစ်ချီအောင်ကျွန်တော်လေ့လာအားထုတ်ရတာဖြစ်ပါတယ်ဆိုတော့ကျွမ်းကျင်မှုဆိုတာကတော့ကျွန်တော်တို့ဒါကိုယ့်ရဲ့စူးစမ်းအားထုတ်မှုပုံမူတည်ပြီးတော့ဒီလုပ်ငန်းနဲ့ပေါင်းစပ်ပြီးတော့ပေါ့နော်အဲ့လိုမျိုးသွားမှတာလေးကျွန်တော်တို့ကဒီ professional ဖြစ်လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါကျွန်တော်အားလုံးကိုကျေးဇူးတင်ပါတယ်ဒါဗီဒီယိုလည်းရှိပါပြီဒီလောက်ပဲပေါ့နော်ကျွန်တော်ဒီ computer knowledge နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီလက်ရှိကျွန်တော်ရဲ့ YouTube channel မှာကျွန်တော်မျှဝေပြီးတော့ရှိပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ